လူတွေကကံကိုလက်မြောက်အရှုံးပေးနေကြတာကံဟာလက်မြောက်ပြီးအရှုံးပေးเสียမလိုဘူးလူဆိုတာပုရုဇဉ်ဆိုတာကောင်းတာလည်းလုံးမိတာပဲမကောင်းတာလည်းလုံးမိတာပဲအဲ့တော့မကောင်းတာတွေလုံးမိပြီးလို့ရှိရင်လည်းတစ်သက်လုံးအရှုံးပေးရမှာလားဆိုတော့မဟုတ်ဘူးအဲ့ဒီကံတရားတွေကလွတ်မြောက်တဲ့နိလန်းတွေရှိတယ်တဲ့ဆိုပါတော့အကုသိုလ်တစ်ခုလှုပ်ထားမိပြီပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးဒေဝရကြီးကအမြင့်ဆုံးအကုသိုလ်ကံကိုသူကျူးလွန်ထားဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါဒကတို့သံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကတို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဗျာဒိတ်ပေးတယ်ဗာပေးလေအာပါယီကောနေရီကောဒေဝတ္တတောဒေဝရကအပေရောက်မှာပဲငရဲကြမှာပဲဟောငရဲကြမှာပဲ definitely ပြောတယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးပူဇော်လို့မရတော့ဘူးကပ္ပထောတကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောတယ်အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ယဟန်ချုပ်ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘာလို့ဒီဝရတ်ကိုဒီလိုအတိအကျကြီးပြောနိုင်တာတော့လို့ဆိုမြတ်စွာဘုရားရှင်းပြတယ်အဲ့ဒါလည်းမှတ်သားစရာတစ်ခုပဲမြတ်စွာဘုရားဘယ်လိုရှင်းပြတော့လို့ဆိုတော့ဒီဝဋ္ဌရဲ့တဏ္ဍမှာတဲ့အဖျားလေးလောက်စာထဲမှာတော့သားမီးပြားလို့ပြောတယ်နားလည်အောင်လို့အဖျားကလေးနောက်ထောက်ပြเสียနေရာကလေးအဖျားဆိုတာတီးတီးလေးဟုတ်တယ်မလားအဖျားကလေးလောက်ထောက်ပြเสียနေရာလေးမှာတောင်ကုသိုလ်ဖြူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဘုရားဒီလိုဟောတာအကယ်၍အဖျားကလေးလောက်ထောက်ပြเสียကုသိုလ်လေးကြံနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးဆိုကြည့်ဒေဝရတ်မှာကုသိုလ်တွေကလုံးဝကုန်သွားတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားပြောတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရတယ်ဂျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူးမြတ်စွာဘုရားရဲ့ဒေသနာတော်ကကြည့်ဟောပုံချင်းမတူဘူးမြတ်စွာဘုရားကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးကဟောတယ်ပါဏာတိပါဒအမှုပြုတဲ့ပုဂ္ဂိုလ်အလုံးဟာငရဲကြတယ်လို့ဒီလိုဟောတယ်သူမြတ်စွာဘုရားကအဲ့လိုမဟောဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်သူဟောတာကပါဏာတိပါဒလုတ်သူအလုံးသည်ငရဲ၌ဖြစ်သည်ငရဲကြသည်ဒီလိုဟောတယ်နိခန္ဓဗုဒ္ဓမြတ်စွာအဲ့လိုမဟောဘူးပါဏာတိပါဒောနိရယသံဝတ္တတိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီမှုကိုပြောတာလားငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားကိုပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်ဘူးသို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိတယ်မကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲပြောအဲ့ဒီမှာသင်္ခါရမတုံမှာဆိုရင်မြတ်စွာဘုရားဟောထားတာရှိတယ်အကုသိုလ်ကလွတ်ရလွတ်နည်းတွေရှိတယ်ပုရုဇဉ်ဆိုတာမကောင်းတဲ့အမှုတွေပြုမိတတ်ကြတယ်ပြုမိတဲ့အပေါ်မှာသောကတွေဖြစ်ပြီးတော့စွန့်ရင်စိတ်တွေဝင်ပြီးတော့နှလုံးမသားမယာမှုတွေဖြစ်ဖို့မလိုဘူးဘာလို့อ่ะကိုလုံးတဲ့အလုပ်ဟာမကောင်းဘူးလို့သိရမယ်နံပါတ်1မှားတယ်လို့မြင်ပြီးတော့မှားချောင်းဖွင့်ဟကိုမိတ်ဆွေတွေဖြစ်စေဆရာထာမှာဖြစ်စေမှားချောင်းဝန်ခံပြီးတော့အဲ့ဒီအမှားမျိုးနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ဒါအဖြေပဲနောက်ထပ်မမှားအောင်ရှောင်ကျဉ်ရမယ်ရှောင်ကျဉ်ပြီးတဲ့အခါကောင်းတာတွေဆက်လုပ်အောင်အဲ့ဒါဆိုရင်ဒီကံကလွတ်တော့မှာမသိကြဒါပယ်ဖြတ်တာမဟုတ်ဘူးကံကလွတ်တဲ့နည်းပြောတာနော်ကံကလွတ်တဲ့နည်းကံဆိုတာရည်ရွယ်ချက်တွေအများကြီးရှိတယ်ဘေးကအချမ်းရံအကြောင်းတွေပေါ်မှာမှီတည်ပြီးတော့ကံကအကျိုးပေးလို့ရတယ်အခြေအနေကောင်းတွေမှာရှိနေတဲ့ပုဂ္ဂိုလ်ဟာဒီအကုသိုလ်ကံကအကျိုးပေးလို့မရဘူးမြတ်စွာဘုရားကလောနကပ္ပလတုံမှာစားအိုးနဲ့စားခဲလေးနဲ့ဥပမာပေးထားတာမှတ်သားစရာပေါ့ကံနဲ့ပတ်သက်လာ
စားခဲလေးတစ်ခဲကိုတောက်ရီခွက်ထဲထည့်လိုက်ရင်တောက်မဖြစ်အောင်ငမ်းပါပဲဒါပေမဲ့အဲ့ဒီပမာဏစားခဲကိုရေကန်ထဲထည့်လိုက်မြစ်ထဲထည့်လိုက်ပျောက်သွားမှာပဲအဲ့ဒီအခြေအနေကဘာလို့ဆိုတော့လူတွေမှာတယောက်နဲ့တယောက် quality မတူဘူးလို့ဆိုလို့အခြေအနေချင်းမတူအေးလောကလူသားတွေလက်တွေ့ဘဝမှာလည်းဒီတိုင်းပဲလေပတ်စံရှိတဲ့လူအပြစ်ခံကြမှာခံရတာလေအကြီးကဲနဲ့လူကြီးနဲ့သိတဲ့လူအပြစ်ခံကြမှာခံရပြစ်မှုကျူးလွန်တောင်မှလွတ်နေတာတွေမရှိဘူးလားရှိတယ်ဘာလို့ဒါအခြေအနေကောင်းလို့ခေါ်တယ်ပတ်စံရှိတဲ့လူကသူကပတ်စံဟာအခြေအနေကောင်းပဲနော်အဲ့ဒီအခြေအနေကောင်းကြောင့်ပြစ်မှုကလွတ်ဒါလည်းအခြေအနေကောင်းတစ်ခုအဲ့တော့ကံတရားကလွတ်ဖို့ဆိုတာဒီလူတယောက်ဟာကောင်းတာတွေလုပ်တယ်ကိုချင်းတရားကောင်းတယ်သို့တော့ပုရုษင်ဘဝမှာအကုသိုလ်လုပ်မိတယ်လုံးဝဒီအခြေအနေမကောင်းတဲ့လူတယောက်ကုသိုလ်အကုသိုလ်လုပ်လို့အကုသိုလ်အကျိုးခံရတာနဲ့ခုနကသီလသမာဓိပညာအခြေအနေကောင်းရှိရဲ့တဲ့နဲ့အကုသိုလ်လုပ်မိလို့အကုသိုလ်ခံရတဲ့လူဆိုတာမတူဘူးသီလသမာဓိဆိုတဲ့အခြေအနေကောင်းရှိတဲ့ပုဂ္ဂိုလ်ကအကုသိုလ်လုံးမိအောင်အဲ့ဒီအကုသိုလ်ဟာသူ့အတွက်မှာပြေပြောက်သွားတယ်လို့ဖြစ်တယ်။ကောင်းတာတွေကလွှမ်းမိုးခုနမကောင်းတာတွေတက်တက်လုပ်တဲ့အခြေခံမကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ခံလေရောပဲအဲ့ဒါပို့ပြီးတော့ခံဒီလိုရှိတယ်လောကသဘာဝမှာလည်းဒီတိုင်းပဲအေးဒါကြောင့်မို့လို့ကံတရားဆိုတာကိုကအရှုံးပေးရမယ်ဟာမဟုတ်ဘူးကိုကပြုပြင်ရမယ်အရာသာဖြစ်တယ်ကောင်းတဲ့အရာကိုမကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာကိုစားထိုးရမကောင်းတာနဲ့ကောင်းတာကိုဖယ်ရှားပြရမယ်ကံရဲ့သဘာဝကိုနားလည်လာပြီဆိုရင်ဘဝဟာဒီကံရဲ့အကျိုးကိုကြည့်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ရှားလို့ကောင်းတဲ့ကံတွေကိုကြိုးစားလုပ်ကင်သွားမယ်ဆိုရင်တန်တရားမှာပျော်ခြင်းလည်းပဲကောင်းတဲ့ဘဝမှာပဲနေရမှာပဲနော်နိဗ္ဗာန်မရကျင်သေးဘူးဆိုလို့ရှိရင်လည်းတန်တရားမှာကောင်းတဲ့ဘဝကနေကောင်းတဲ့ဘဝကူးပြီးတော့သွားလို့ရတာပဲအကယ်၍တန်တရားဘဝကြီးကိုညှိငွေပါပြီဖြစ်ဖို့နာသေးဒီဒုက္ခကြီးတွေကိုမလိုချင်တော့ဘူးလို့ဆိုလို့ရှိရင်လည်းကောင်းတာတွေလုပ်ရင်ကနေပြီးတော့ကောင်းတဲ့ကံရောမကောင်းတဲ့ကံရောဖယ်ရှားပြစ်လိုက်ပြီဆိုတဲ့အချိန်မှာကိလေသာတွေဖယ်ရှားပြစ်လိုက်လို့ကောင်းတဲ့ကံကလည်းအကျိုးပေးလို့မရတော့ဘူးမကောင်းတဲ့ကံတွေကလည်းအကျိုးပေးလို့မရတော့ဘူးဆိုလို့ရှိရင်တော့ဒါနိဗ္ဗာန်ချမ်းသာကိုရသွားကြမှာပဲဒါကြောင့်မို့ကမ္မပစ္စယောကံနဲ့ပတ်သက်ပြီးတော့စနစ်တကျနားလည်ပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တယ်ပဋ္ဌာန်းမြတ်ဒေသနာတော်မှာလာတဲ့ကမ္မပစ္စယောသုတ်တန်ဒေသနာတော်တွေမှာလာတဲ့ကံအကြောင်းဒီနှစ်ခုကိုနားလည်ပြီးတဲ့အခါကျလို့ရှိရင်မိမိတို့ဘဝမှာရှောင်ရံကံနဲ့ဆောင်ရံကံဒီမျိုးကိုကွယ်ကွယ်ကျော်ပြနားလည်လို့ကောင်းတဲ့ကံတွေကိုပြုစုအားထုတ်ခြင်းဖြင့်ကောင်းတဲ့ကံရောမကောင်းတဲ့ကံတွေရောအလုံးကံအလုံးကလွတ်မြောက်ဖို့ရအတွက်ကိလေသာတွေကိုဖယ်ရှားပြီးတော့ဒီကောင်းတဲ့ကံတွေရဲ့အကျိုးကိုခံစားလို့ကိလေသာတွေကိုလုံးဝဖယ်ရှားပြစ်လိုက်ခြင်းဖြင့်တန်တရားဝဆင်းကလွတ်အောင်အလုံးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း